ရဖျားလောင်းဟာတဲ့အဇာတသက်မင်းသားရဲ့သားအဇိတယဟန်ဆိုတာဟုတ်ပါသလားအဇိတယဟန်မဟုတ်ပါကမြည်သူဖြစ်တီကိုဖြေချပေးပါဆရာဆိုပြီးတော့မြင်မြန်ထားတာပဲဖြစ်ပါတယ်ရှင်ရဖျားလောင်းဟာတဲ့အဇာတသက်မင်းသားရဲ့သားအဇိတယဟန်ဆိုတာဟုတ်ပါသလားအဇိတယဟန်မဟုတ်ပါကမြည်သူဖြစ်တီကိုဖြေချပေးပါဆရာဆိုပြီးတော့မြင်မြန်ထားတာပဲဖြစ်ပါတယ်ရှင်ဓာတဘောဓိတတ္တပတ္တိကထာဆိုတာရှိတယ်ဗျအတိဟိုပြန်ရေးတဲ့ကျမ်းအဲ့ဒါကိုဒီကမြန်မာဆရာတော်တွေပြန်ရေးတော့အနာဂတဝင်ကျမ်းလို့ခေါ်တယ်တူတူပဲအဲ့တော့အတိဟိုမူပေါ့နော်အဲ့ဒီထဲမှာခုနကပြောတဲ့နောင်ပွင့်မဲ့အဒီမတေယဘုရားအလောင်းဟာအဇာတတရဲ့သားအဇိတယဟန်ဆိုပြီးတော့အဲ့ဒါလိုတိတိကျကျပါတယ်ဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဒီတောင်ပိုင်းပေါ့နော်မြန်မာနိုင်ငံကကျင့်သုံးနေတဲ့ထေရဝါဒဗုဒ္ဓဘာသာထဲမှာတော့သူကစန့်ကျင်တယ်မဟုတ်ဘူးเนาะအဲ့လိုမဟုတ်တဲ့အကြောင်းရင်းကတော့အချက်လက်တွေအများကြီးရှိတယ်ဗျာသင်ကြားတဲ့ဟာတစ်ခုပြောမယ်အဲ့ဒါဘာလဲလို့ဆိုတော့ဗိမိတာရမင်းကြီးနတ်ရွာဆံပြီးတဲ့နောက်8နှစ်ကြာမှာဂေါတမမြတ်စွာဘုရားရှင်ပြိဋိဘံပြုတယ်အဲ့တော့ဗိမိတာရမင်းကြီးနတ်ရွာဆံတဲ့အချိန်မှာပဲဟိုဘက်မှာเนาะဒီဘက်မှာတပြိုင်နက်သူ့သားအဇာတတဆိုတာရှိတယ်အဇာတတနဲ့အဇာတတရဲ့မိဖုရားကနေပြီးတော့အဇိတဆိုတဲ့တားငယ်လေးကိုမွေးတယ်ဟိုနည်းနည်းပါးပါးဇတ်တော်တွေလေ့လာဖို့ရင်သိမှာပေါ့နော်ဖခင်ကိုထောင်ချထားတယ်လေချထားပြီးအချင်းချပြီးတော့ရေဖြတ်အစာဖြတ်လုပ်တယ်မလားနောက်ကြတော့သူ့သားလေးကမွေးပြီလေဟိုမှာသူဟိုဟာမိဖုရားကနေပြီးတော့အဇိတသားလေးမွေးတဲ့ခါမှာသူဥလိုက်တဲလိုက်သူချစ်ခင်နှစ်သက်တယ်သူသားကိုဒါဆိုရင်သူကပြောတာပေါ့နော်ငါဖေကလည်းငါ့ကိုချစ်ခဲ့မှာပဲအဖေသွားလှုပ်ဆိုတော့ဟိုမှာကွယ်လွန်နေပြီလေအဲ့တော့ဆိုလိုရတယ်လို့အဲ့တော့ဗိမိတာရမင်းကြီးနတ်ရွာဆံပြီးတဲ့နောက်8နှစ်ကြာမှာဂေါတမမြတ်စွာဘုရားရှင်ပြိဋိဘံပြုတယ်ဒါကျွန်တော်တို့ဘက်ကကျမ်းနော်ခုနကတီကိုကျမ်းပြောပြီးပြီပြုတယ်အဲ့တော့ဗိမိတာရမင်းပြိဋိဘံစံချိန်မှာပဲသားအဇိတကိုဗိမိတာရမင်းခုနကအဇာတတနဲ့သူ့မိဖုရားကနေပြီးတော့မွေးဖွားတယ်မွေးဖွားတဲ့ခါကျတော့ဒီနှစ်ခုကိုဆက်ဆက်လိုက်မယ်ဆက်ဆက်လိုက်တဲ့ခါမှာမြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိချိန်မှာဒီအဇိတယဟန်အဇိတဆိုတဲ့ကောင်လေးဟာ8နှစ်ထက်ပိုမပုံနိုင်ဘူးเนาะ8နှစ်ကြာမှာကိုယူတာဘူး8နှစ်သားလေးပဲရှိမယ်အဲ့ဒါလူပဲရှိသေးတယ်ယဟန်မဟုတ်ဘူးအဇိတယဟန်လည်းမဟုတ်ဘူးဒါပြင်သာသနာတော်မှာဒီပြင်အဇိတနာမည်တူယဟန်ရှိသလားဆိုတော့ရှိတယ်တူတစ်ပါးရှိတယ်အဲ့ဒီအဇိတယဟန်ကလည်းပဲအရိမတိယဘုရားလောင်းမဟုတ်ဘူးဘာကြောင့်မဟုတ်လဲဆိုတော့သူထေရပတ္တိကိုလိုက်တော့နောက်ဆုံးမှာရတ္တဖို့ရပြီးတော့ပြိဋိဘံပြုတယ်ဘယ်လိုလုပ်ဟိုမှာသူ့ဖေမိဘသူဆိုတာစဉ်းစားကြရတော့မလို့တော့ဘူးเนาะထည့်လက်စရာမလိုတော့အဲ့လိုမျိုးတွေကွာသွားတာပေါ့နော်ကွာသွားတဲ့ခါကျတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီထေရဝါဒဗုဒ္ဓဝင်ပေါ့နော်အဲ့ဒီဗုဒ္ဓဝင်ထဲမှာတော့ဟိုမြတ်စွာဘုရားရှင်ကဒီအရိမတိယဘုရားလောင်းနဲ့ပတ်သက်ပြီးဟောကြားတာရှိလားဆိုတော့ရှိတယ်နော်ဒီကနေ့ကဗာတိကဝဲပေါ့နော်ရှိတဲ့အခါမှာဘယ်လိုဟောလဲလို့ဆိုတော့နောင်ပေါ့နောင်သက်တမ်း8000တန်းရောက်ရင်အရိမတိယဆိုတဲ့ဘုရားလောင်းပွင့်မယ်ဘုရားပွင့်မယ်ဆိုတဲ့ညွှန်ကြားချက်ပဲရှိတယ်သူဒီဘယ်သူဖြစ်သည်သူဒီသူ့ရဲ့အဖေမရဘယ်သူဆိုတာလည်းမပါဘူးနော်အဲ့တော့ဒီမှာလည်းအရာရာကိုနှိုင်းရှင်လိုက်ရင်ကွဲလွဲချက်တွေရှိတယ်နောက်တစ်ချက်ကအဲ့ဒီဓာတဘောဓိတတ္တပတ္တိကထာလို့ခေါ်တဲ့အနာဂတဝင်ကျမ်းမှာသူကဒီလိုဗျမိတိတော်ဂေါတမီကနေပြီးတော့ဟိုဘုရားဝင်ကြီးကတော့ဆင်လာတာပဲလေနော်သူစီကြောနဲ့မိတိတော်ဂေါတမီရဲ့သင်္ကန်းနှစ်ထည်ရက်တဲ့ရွှေသင်္ကန်းနှစ်ထည်ရက်တဲ့မြတ်စွာဘုရားရှင်ကိုကတ်တူတယ်လူတော်မြတ်စွာဘုရားရှင်ကတစ်ထည်ကိုဒီကတန်ခါတစ်ပါးပါးကိုလှူလိုက်ပါလို့ပြောတယ်အဲ့မှာရှင်သာရိပုတ္တရာရှင်မောက္ကလန်ရှင်အကုန်ရှိတယ်အဲအကုန်လုံးကဆက်စိတ်နေတယ်ဘယ်သူမှမခံယူရဘူးဘုရားနဲ့နှိုင်းရှင်ပြီးတော့တန်းတူခံဖို့ကမရှိဘူးအဲ့ဒီမှာခုနအဇိတဆိုတဲ့ယဟန်ဒါသူတို့မဟုတ်နော်အဇိတဆိုတဲ့ယဟန်သူအလူခံမယ်ဟောတယ်အလူခံလိုက်တယ်ကျန်တဲ့ယဟန်တွေကနည်းနည်းတော့ဝိုင်းပြီးတော့ကဲ့ရတာပေါ့ဗျာဒီလိုလာတော့ပေါ့အဲ့တော့မှမြတ်စွာဘုရားရှင်ကဒီအဇိတယဟန်ဟာတာမန်မဟုတ်ဘူးနောက်ပွင့်မဲ့ဒီမတေးကဘုရားလောင်းမယ်ဒါသူတို့ရဲ့ဘုဒ္ဓဝင်ဒီဘက်မှာကတော့ကျွန်တော်တို့ဥပရိပဏ္ဏသပါဠိတော်မဟာဒက္ခိဏဝိပင်ကတုတ်လို့ခေါ်တယ်အဲ့ခုနမိတိတော်ဂေါတမီကသင်္ကန်းထူတာရွှေချသင်္ကန်းထူတာနော်မြတ်စွာဘုရားအဲ့ဒီမှာလူငန်းခေါ်မှာမြတ်စွာဘုရားရှင်ကငါအားမလူနဲ့တန်ခါလူဒါပဲပြောတယ်တန်ခါရဲ့ဟိုအကျိုးကိုထောက်ပြီးတော့ပေါ့နော်မြတ်စွာဘုရားရှင်ဆိုတာအချိန်တိုင်းမရှိနိုင်ဘူးလေဘုရားမှာအမြဲဆုံးပါညာလို့တရားပြင်ပြောရင်ခေါင်းဆောင်လွှဲတာပေါ့နော်ပြောရင်တော့အဲ့ဒါလိုအခမ်းမရှိတယ်အဲ့ဒါအဇိတလည်းမပါဘူးနောက်ပွင့်မဲ့ဘုရားလောင်းလို့လည်းမပါဘူးအဲ့လိုကွဲလက်ချက်တွေအများကြီးရှိတဲ့ခါကျတော့ပုံမှန်ရတော့ကျွန်တော်တို့ဒီဘက်ကထေရဝါဒဗုဒ္ဓဘာသာမှာတော့ဟိုတဘာဝဖြစ်စဉ်လည်းမကိုက်ဘူးအာဂမလည်းမကိုက်ဘူးဒေသနာလည်းမကိုက်ဘူးတဘာဝလည်းမကိုက်ဘူးပေါ့နော်ယုတ်တိလေးပါးကလွတ်နေတဲ့တရားတွေဖြစ်တယ်ပေါ့အဲ့တော့ conclusion ဆွဲမယ်ညီကုန်းချုပ်မယ်ဆိုရင်တော့ဒီအရိမတိယဘုရားလောင်းကဘာလို့မြတ်စွာဘုရားရှင်လက်ထက်မှာပေါ့32ပုံတော့တစ်ခုခုတော့ရှိမှာပဲလေနော်ဘာဖြစ်ဖြစ်ဟိုဟာပေါ့ကြွတမ်းဝင်သေးတဲ့အချိန်မှာတော့ဟိုမြတ်စွာဘုရားရှင်ရဲ့သာသနာမှာခေါ်တော့မြတ်စွာဘုရားရှင်သာသနာမှာအဓိကပြောချင်တာကတော့ယဟန်ဖြစ်နေမရှိခဲ့ဘူးနာမည်တူရှိတဲ့အဇိတအားလည်းပဲခုနပြောလို့ရဟန္တာပြပြီးပြိဋိဘံပြုရဲဆိုတော့ဒါရဲတင်းတင်းဆုံးဖြတ်လို့ရတယ်ပေါ့နော်သိစရာတော့2မျိုးကိုယ့်အကူမှတ်ချင်မှတ်ပေါ့ဒီကိုပြကျမ်းတစ်မျိုးဒီဘက်ကကျမ်းတစ်မျိုးဒါကိုကိုယ့်အကူနိုင်နိုင်ချင်းချင်းသူ့ကမိန်နဲ့ပဲဆုံးဖြတ်ပါလို့နော်ဒါလေးအကြံဉာဏ်ပြုပြကြလို့ပါဂေါတမမြတ်စွာဘုရားရှင်ခက်ကနောက်ပွင့်တဲ့အရိမတိယမြတ်စွာဘုရားဗျာဒိတ်ခံခဲ့တာမှန်ပါသလားအဲ့ဒါလည်းရှင်းရအောင်ဘယ်လိုရှင်းရအောင်မလဲဆိုတော့အခုဆရာတော်တွေတချို့ဟောနေကြတယ်ဘွဲတော်တွေတော့မပြောတော့နော်နောက်ပွင့်မဲ့မြတ်စွာဘုရားဒီအရိမတိယမြတ်စွာဘုရားအလောင်းဒီဂေါတမမြတ်စွာဘုရားရဲ့ထံတော်မောက်တွင်ဒါအဇိတယဟန်နော်ဒါအဇိတယဟန်ဘွားနဲ့
ဗျာဒိတ်ခံယူခဲ့တယ်ဆိုပြီးဟောနေကြတယ်အဲ့ဒါဘုန်းကြီးတို့မဟာဝင်းတို့အနာကတဝင်းတို့ဒီကျမ်းတွေမှာရေးထားတာအဲ့ဒါကိုအခုတချို့နာမည်ကြီးဆရာတော်တွေလည်းဟောနေကြတယ်အဲ့ဒါကဝိထုတွေဇက်လန်းတွေအထူးသဖြင့်မဟာယာနပုဂ္ဂိုလ်တွေကသူတို့ရဲ့စိတ်ကူးရင်ဝိထုဇက်လန်းစတိုရီတွေဖြစ်တယ် true story မဟုတ်ဘူး true မဟုတ်ဘူးเนาะအမှန်မဟုတ်ဘူးဖျားဟောမဟုတ်ဘူးအဲ့ဒါအမှန်တရားမဟုတ်ဘူးအဲ့ဒါဝိထုဇက်လန်းတွေဘာသာရေးဇက်လန်းတွေပေါ့ဗျာအဲတမိုင်းအမှန်မဟုတ်ဘူးအဲ့ဒါကိုဘုန်းကြီးတို့တချို့ဒါအနာဂတဝင်းတို့မဟာဝင်းဆိုပြီးဒီကျမ်းတွေရေးခဲ့တာအဲ့ဒါကြောင့်မလို့ဘုန်းကြီးကအမြဲဟောနေတာဖျားဟောမူရင်းစစ်ကိုတိဖို့ကမလွယ်ဘူးဆိုတာဘုန်းတော်ရဲ့ဗုဒ္ဓဘာသာမှာသူတို့ရောထွေးနေတယ်ဖျားမဟောတဲ့အယူဝါဒတွေနဲ့ရောထွေးနေတာလည်းအများကြီးရှိသေးတယ်ဗျာဒါတွေကလည်းတော့အကြောင်းညညွှန်ရင်တော့တရားတိတန့်ဟောတဲ့တယ်ခေါ်ပေးမယ်အကြောင်းညညွှန်ရင်ပေါ့နော်ဘုံဘုံတရားပွဲတွေကြွားတဲ့ကားတွေအကြောင်းညညွှန်ရင်အခုအမေးပြင်မှာတော့အရှိကြီးဟောဖို့ချိန်မရဘူးဒါဘုဒ္ဓနော်ဒီညမေကုံကတော့ဒီညအမေးဖြေတွေကတော့တပွေပဲတုံးတက်တာတွေများတယ်ဗျာနော်ဒီနေ့ညတရားတွေကတေတာနာတော့နော်ဖျားဟောမူရင်ခေါ်ထားတဲ့ပါဠိတော်တွေဆိုရင်ဖျားဟောမူရင်ပါဠိတော်တွေမပါအဲ့ထက်မှမပါဘူးပြီးတော့အထာဂရာတိကာတွေဖျားဟောနဲ့ညီညွတ်တဲ့အထာဂရာတိကာတွေထဲမှာလည်းမပါဘူးတန်ခါယနာအဆက်ဆက်တင်ခဲ့တယ်အခုစဋ္ဌတန်ခါယနာတင်ပြီးသွားပြီနော်ဒီစဋ္ဌတန်ခါယနာမှာလည်းတန်ခါယနာမှာလည်းမပါဘူးနော်တန်ခါယနာတင်တဲ့ထဲလည်းမပါဘူးဒါအဇိဒယဟန်ဆိုတာကနော်အဇိဒယဟန်ဆိုတာကဘာဝရီယတိကြီးရဲ့တပည့်ဘာဝရီယတိကြီးရဲ့တပည့်ဖြစ်တယ်သူကအစတော့သူကဒါအဇိဒပုံနာပေါ့ဗျာနောက်ပိုင်းမှာဘာဝရီယတိကြီးကမြတ်စွာဘုရားကိုတွားရောက်ဆောင်စမ်းခိုင်းတယ်သူကမြတ်စွာဘုရားရှင်ရောက်တဲ့အခါစိတ်နဲ့ဘုရားကိုမေးတယ်သူမေးသည်မြသူစိတ်နဲ့မေးလျှောက်သည်မြကိုမြတ်စွာဘုရားကဖြေကြားတယ်ဒီနောက်မှာသူကဘုရားကိုကြည်ညိုပြီးတော့ယဟန်ဝတ်တယ်တရားထုတ်တယ်ယဟန်နာဖြစ်ပြီးပရိနိဗ္ဗာန်ဆံသွားပြီးအဇိဒယဟန်အဲ့တော့အခုတချို့ဆရာတော်တွေဟောနေတယ်အဲ့ဒီအနာဂတဝင်းတို့မဟာဝင်းတို့ဒီကျမ်းစာတွေထဲမှာပါနေတဲ့တို့ဒါအဇိဒယဟန်သူတို့ကအဲ့ထဲမှာဘယ်လိုရေးထားလဲဆိုတော့အဇိဒယဟန်ဆိုတာအစာတသက်ရဲ့နော်အစာတသက်ရဲ့တာအဇိဒယဟန်ဆိုပြီးတော့ဒီကျမ်းဂန်တွေထဲမှာအဲ့လိုမျိုးအဲ့စာအုပ်ထဲမှာပါတယ်ပေါ့ဗျာနော်အစာတသက်ရဲ့တာအဇိဒယဟန်အဲ့လိုမျိုးသူတို့ကရေးထားကြတယ်အစာတသက်ရဲ့တာဆိုပြီးတော့မဟုတ်ဘူးအစာတသက်ရဲ့တာမဟုတ်ဘူးနော်ဘုန်းကြီးတို့အစာတသက်ရဲ့တာမဟုတ်အစာတသက်ရဲ့တာကဥဒယဗတ္တမင်းသားဟုတ်ပြီလားနော်ဗါတယ်လေအစာတသက်တာဘာလို့လဲဥဒယဗတ္တမင်းသားသူကအဇိဒမင်းသားမဟုတ်ဘူးနော်အဲ့ဒီအဇိဒဆိုတာကဘာဝရီယတိကြီးရဲ့တပည့်အဇိဒယဟန်နော်အဇာတသက်မင်းရဲ့သားဒီဥဒယဗတ္တမင်းသားသူကဘုန်းကြီးမဝတ်ဘူးနော်အဲ့တော့တော်တော်ရှုပ်နေအဲ့ဒီဘုန်းကြီးတို့အဲ့ဒီအနာဂတဝင်တွေမဟာဝင်ကျမ်းတွေထဲမှာလည်းအဲ့ဒီကျမ်းတွေထဲမှာအဇာတသက်ရဲ့သားသူကအဇိဒမင်းသားဒီနောက်ဘုန်းကြီးဝတ်တဲ့အဇိဒယဟန်ဖြစ်တယ်ပြီးတော့နောက်ပွင့်မဲ့ဘုရားအလောင်းဖြစ်တယ်အရိမတိယဘုရားအလောင်းဖြစ်တယ်မြတ်စွာဘုရားထံတော်မှာဗျာဒိတ်ယူတယ်အဲ့ဒါတွေကပုံမြင်နေနော်တကယ်အမှန်တရားမဟုတ်ဘူးအဲ့ဒါကိုအခုဆရာတော်တွေကလည်းဟောလူတွေကလည်းအဟုတ်တွေထင်းစိတ်ကူးရင်နဲ့ပုံမြင်နေဗျပြောရရင်အခုဇက်ထုတ်တွေလိုမျိုးပေါ့ဗျာနော်ပြဇက်တွေကားတဲ့အခါတုံးတဲ့ဇက်ထုတ်တွေဒါအဲ့ဒါကိုမရှင်းတဲ့အခါကျတော့ဘုရားဟောလူတွေနားလည်မှုလွဲကုန်တယ်အဇာတသက်ရဲ့သားသည်ဥဒယဗတ္တမင်းသားဖြစ်တယ်အဇာတသက်ရဲ့သားဥဒယဗတ္တမင်းသားကဘုန်းကြီးလည်းမွေးပါဘူးသူကဘာလုပ်လဲသူ့ဖေတော်ပြန်တက်ပါတယ်နော်အဇာတတက်ကဘယေဗမေတာယကိုတတ်တယ်သူ့မွေးတဲ့သူ့သားကသူ့ကိုပြန်တက်တယ်နော်အဲ့ဒါအနာဂတဝင်ကျမ်းမဟာဝင်ကျမ်းထဲမှာဖော်ပြထားတာကအဇာတတက်တာဖះအလောင်းနေဆိုတာဒီအကုန်လွဲပါတယ်မှားပါတယ်ဘုန်းကြီးတို့စာပေမှာလေးလာရတဲ့လောက်တော့ဂေါရမမြတ်စွာဘုရားရဲ့ထံတော်မောက်မှာဖះအလောင်းတွေဗျာဒိတ်ခံယူခဲ့တယ်ဆိုတာကတော့ဘုန်းကြီးတို့စာပေမှာတော့မတွေ့ပါဘူးရှိကောင်းတော့ရှိနိုင်တယ်တို့ပေမဲ့မတွေ့ပါဘူးနော်စောစောကဘုန်းကြီးပြောတဲ့ဒါအဇိဒယဟန်က
တချို့တော့ဥကောင်းဖြတ်ပြီးရောဖျားစုပန်နေတွေရောဘာမှမတူလျှောက်ပြောတဲ့ဝတ္ထုတွေဒီဇတ်တော်ဇတ်ထုတ်တွေဇတ်တော်မဟုတ်ဘူးဇတ်ထုတ်တွေဖြစ်တဲ့လျှောက်ပြီးစိတ်ကူးရင်ပြီးတော့ပုံမြင်တွေရေးထားတဲ့လူတွေစိတ်ဝင်စားအောင်ရေးထားတဲ့ဒရမာခင်းထားတဲ့အရာတွေဒါဖြစ်တယ်ဖျားဟောနဲ့မညီပါဘူးဒီအတွက်လည်းဘုံဘုံတို့ကအမြဲဟောနေတာဖျားဟောစစ်ကိုသိစေခြင်းနဲ့ဖျားဟောမစစ်တဲ့အရာတွေဖျားဟောနဲ့မညီညွတ်တာတွေကိုဒီကဓမ္မတွေကိုကွဲကွဲပြားပြားသိအောင်အခုရှင်းပြနေတာဖြစ်တယ်အအောင်စရာကောင်းတာကစာတတ်ပါတယ်ဆိုတဲ့နာမည်ကြီးဆရာတော်ကြီးတွေကအဲ့ဒါလေးတော့မသိဘဲနဲ့ဘာလို့ဒီလိုတွေပုံမြင်တွေဒီကိုဖျားမဟောဘဲနဲ့ဖျားဟောရောင်ရေးရတဲ့အဲ့မဟာဝေအနာဂတဝေဆိုတဲ့ဖျားဟောနဲ့မညီတဲ့ကျမ်းတွေကိုကိုးကားပြီးလူတွေကိုရှောက်ဟောလူတွေကလည်းအဟုတ်တွေထင်တာဒီဆရာတော်တွေမှာလည်းတာဝန်ရှိပါတယ်ဒါအမှားတွေမဟောရပါဘူးနော်ဘုံဘုံတို့လည်းတက်ဝါကြီးပါတယ်ဆရာတော်များလည်းဒါတွေစင်ကျင်ကြပါဗျာလူစိတ်ဝင်စားရင်ပြီးရောဆိုပြီးတော့အဲ့လိုမျိုးဒီပေါက်ပန်း40ရေးထားတဲ့ဟာအစာတွေဖျားဟောနဲ့မညီတဲ့ကျမ်းဂန်နဲ့မညီညွတ်တဲ့ပါဠိတော်နဲ့မကိုက်ညီတဲ့အရာတွေကိုမဟောပြောသင့်ပါဘူးဒီစာတွေကိုလည်းပုံနှိပ်ပြီးမဖြန့်ဝေသင့်ပါဘူးလို့ဘုန်းကြီးကတိုက်တွန်းပါတယ်နှိုးဆော်ပါတယ်ဖြေချပေးပါတယ်ဆရာတော်ဘုရားများကိုလည်းတောင်းပန်ပါတယ်ဖျားဟောနဲ့မညီတာတွေကိုမဟောကြပါနဲ့ဗျာနော်တချို့ဆရာတော်တွေကအဲ့ဒါကိုအမှန်ထင်နေတာလည်းရှိသေးတယ်ဖျားဟောနဲ့မညီဘူးနော်မညီတာတွေအများကြီးရှိသေးတယ်ပြောရင်အများကြီးကြံသေးတယ်ဗျ